ဆရာကြီးမှာအကြံလေးတစ်ခုတောင်းနေတာပါကျွန်တော်ရှိမှာဝန်ထမ်းတွေကဟိုပေါ့နော်မမြဲတာပေါ့နော်အဲ့ဒါဘယ်လိုလှုပ်ချင်ဝန်ထမ်းတွေကိုဟိုမြဲအောင်လို့ဘယ်လိုဆောင်ရွက်ရမလဲဆိုတဲ့အကြံလေးတစ်ချက်လောက်ပြီးစီချင်ပါတယ်ဆရာဥအောင်စီမှာဝန်ထမ်းအဖေရဲ့သားရဲ့သူ့မြီးရဲ့မျိုးဆက်30ရှိပါတယ်နော်ကိုဒီနေ့ကလည်းဥစောစောတို့ပြောသွားတဲ့ Facebook ထဲမှာတွေ့ပါတယ်သူ့ကားသမားကဘယ်လိုပြောလဲငါတို့ဥက္ကဋ္ဌကွာအဲ့တော့အခုညီလေးကိုဥအောင်ပြောချင်ပါတယ်မင်းဝန်ထမ်းတစ်ယောက်ပဲရှိပါသေးအဲ့ဒီဝန်ထမ်းနဲ့မင်းနဲ့နှလုံးသားချင်းနီးအောင်လို့သူသည်မင်းနဲ့တသားတည်းဖြစ်အောင်လို့ကိုယ်လုပ်ငန်းမှာအခုဥအောင်တို့အောင်သမားကြီးရွှေတိုင်းတွေမှာထားတဲ့မန်နေဂျာတွေအကုန်လုံးဟာတောကခေါ်လာတာတွေအဲ့ဒီတောကခေါ်လာတာဘယ်လောက်ထိဆိုးလဲဆိုရင်သူတို့အန်တီမော်စီကိုတိုင်တန်းတုပ်ပေးရတယ်တန်းနေတဲ့ဗလီဖြစ်နေဒီလိုလုပ်ပေးရတာအဲ့ဒါတောသူတော်သားတွေလေအခုဥအောင်တို့ရွှေတိုင်းတွေမှာဘယ်အောင်သမားကြီးဝန်ထမ်းလာလျှောက်ရင်ဘယ်ရွှေတိုင်းမှာလှုပ်တဲ့ဗလားတခါတည်းတန်းပေးတာကိုယ့်ဘက်ကိုခြံပေါက်မွေးရတယ်ကိုယ့်ဘက်ကိုတက်အောင်တင်ပြီးရင်သူနဲ့မင်းနဲ့တသားတည်းဖြစ်အောင်လုပ်ငါတိုးတက်ရင်မင်းမှတိုးတက်မယ်ဆိုတာဖြစ်အောင်လုပ်ရင်ဒီဝန်ထမ်းဘယ်ရွှေ့မှာလဲဥအောင်တကယ်ချင်းတယောက်ပြောတယ်အောင်ကြီးရတယ်မင်းကသိတ်ကံကောင်းနေတယ်တပည့်ကောင်းရတယ်လေသူ့ဥအောင်မပြောပါဘူးသူနဲ့ဥအောင်နဲ့ခရီးတူသွားတယ်ဥအောင်ကတပည့်တွေနဲ့အတူတူမှားစားတယ်သူကဟဲ့အောင်နေတဲ့ငါတက်လွတ်စားတယ်ကွာတဲ့မင်းတို့လေတက်လွတ်စားကြဟာမစားနိုင်ဘူးတဲ့ခင်ဗျာတက်လွတ်စားတာကျတို့တော့ဟင်းနဲ့မှာစားမှာပဲခဏနေတော့ငါလည်းမစားတော့ဘူးကွာတဲ့ငါပဲဆန်ကုန်မဲ့တူငါလည်းအသားဝင်စားလိုက်တယ်အဲ့လိုလုပ်ငန်းရှင်ဘယ်နဲ့လုပ်မအောင်ပြီးတော့လီပိုပလင်းနှစ်ပလင်းခါချညှက်ထားတယ်ဟိုအောင်နေမသိအောင်ကလော့ကဆိုကားပြီးမော့ချဘယ်လိုလုပ်အဲ့ဒီဆရာဘေးနေမှာနော်ဒီလောက်ဆိုသဘောပေါက်ပါပြီနော်